Anzo အနေနဲ့မွေးနေ့ပြီးမှကမ်းမဲ့ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ Anzo မွေးနေ့ပြီးမှသူ့အတွက်သူ Happy birthday အနေနဲ့လက်ဆောင်ကိုယူသွားနိုင်မလားကျွန်တော်တို့စောင့်ကြည့်ရမှာပါကိုစန်းကြီးအဲ့တော့စောင့်ကြည့်ရမယ့်ကစားသမားအနေနဲ့ကျွန်တော် Anzo Fernandez ကိုပဲစောင့်ကြည့်ကြပါတယ်မင်္ဂလာပါဆရာတို့ Football Talk Show Facebook YouTube နဲ့ TikTok Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့စနေနေ့ည9:00 နာရီခွဲမှာကစားမဲ့ချက်စီးအသင်းနဲ့ Bradford တို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့တင်ဆက်ပေးကြပါတယ်ကျွန်တော်ကဖုန်းမှာကျွန်တော်စမ်းကြပါခင်ဗျာဟုတ်ပါတယ်ကိုဖုန်းကြီးဒီနေ့သင်ရတော့ယက်တီမှုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Bradford သင်ရဒါအဆင့်9နေရာမှာရောက်ရှိနေပြီးတော့ချက်စီးသင်ရတော့အဆင့်10နေရာမှာရောက်ရှိနေတယ်ကိုဖုန်းကြီးနောက်ဆုံးဒါပရီးမီးယားလိနောက်ဆုံး9ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Bradford က9ပွဲမှာ4ပွဲထိနိုင်ပြီးတပွဲပဲတည်ကြတာကိုဖုန်းကြီးရှုံးပွဲတော့မရှိဘူးဗျချက်စီးသင်ရတော့သူတို့နဲ့ပြောင်းပြန်နိုင်ပွဲလုံးဝမရှိဘဲနဲ့နှစ်ပွဲရှုံး3ပွဲတည်ကြထားပြီးတော့ဒါအဆင့်10နေရာကိုရောက်ရှိနေတာပေါ့နော်နှစ်ပွဲရှုံး3ပွဲတည်ဆိုတော့နိုင်ပွဲတော့မရှိသေးဘူးပြောရမှာပေါ့ဗျာဟုတ်ကဲ့ပါဒီချိန်မှာတော့နီးပြအပြောင်းလဲဖြစ်နေတဲ့ချက်စီး Bradford ကိုအနိုင်ယူနိုင်မလားစောင့်ကြည့်ကြရပါကျွန်တော်တို့ထိတ်တိုက်တွေ့ဆုံမှုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ Chelsea နီးပြတစ် Rosinia နဲ့ဒီ Bradford နီးပြ Andrew တို့ကတော့တစ်ချိန်မှတွေ့ဆုံတာချင်းမရှိသေးပါဘူးအသင်းထိတ်တိုက်တွေ့ဆုံမှုကိုကြည့်ရမယ်ဆိုရင် Chelsea အသင်းက9ချိန်နိုင်9ချိန်တည်ကြပြီးတော့ Bradford အသင်းက3ချိန်အနိုင်ရရှိတာဖြစ်ပါတယ်နောက်ပိုင်းပွဲစဉ်တွေမှာလည်း Chelsea အနေနဲ့ Bradford ကိုအနိုင်ယူဖို့တော်တော်လေးကိုခက်ခဲကစားရတာတွေ့ရပါတယ်ဗျဒီနောက်ဆုံးအနေနဲ့ Chelsea အသင်းက Bradford အသင်းကိုအနိုင်ရရှိတာ2024ခုနှစ်ကဖြစ်ပါတယ် 2-1 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိတာပါနောက်ထပ်2025ခုနှစ်တွေ့ဆုံမှုတွေမှာတော့ကျွန်တော်တို့တေးကြတာတွေပဲတွေ့ရပါတယ်ဗျဒီနောက်ဆုံးတွေ့ဆုံမှုဆိုလို့ရှိရင်တူတူတေးကြတယ်အဲ့ရှေ့တွေ့ဆုံမှုဆိုလို့ရှိရင်ဇီးဇီးတေးကြတယ်ပေါ့ဗျာအခုချိန်မှာတော့ Chelsea ရဲ့အိမ်ဝင်းမှာကမ်းမှာပါ Chelsea ဘာလဲဆိုတာလုတ်ပြမယ်ပွဲတစ်ပွဲလို့ပဲကျွန်တော်မျှော်လင့်ပါတယ်ကိုစန်းကျဲအနေနဲ့ဖြစ်နိုင်ပွဲရှိတဲ့ line လေးလည်းတစ်ချက်ပြောပြပေးပါဦးဗျကိုဘိုးကြီးဒါ Rosinia လက်အောက်မှာမနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ Arsenal နဲ့ပွဲဆိုရင်လည်းဒါအဓိကစားသမားတွေဖြစ်တဲ့ Kaisiro တို့ကိုပဲမားတို့ဒါမပါဝင်နိုင်ဘူးဒါမပါဝင်နိုင်တာလားဒဏ်ရာပဲရနေရလားသူရဲ့ချန်လက်ထားတာပဲလားချန်လက်ထားတာပဲလား Arsenal ထက်ဒါ Brentford ကိုပဲပူကြောက်တာလားဒါအဲ့လိုမျိုးပဲကျွန်တော်ပြောရမယ်ပေါ့နော်ဒါပေမဲ့လည်းသူရဲ့ပုံမှန်ပွဲထွန်းခွင့်နေရာတွေမှာတော့ဒါချာလိုဘတ်တို့ Gusto တို့ Gurera တို့ကတော့ပုံမှန်တိုင်းပါမှာပဲလယ်မာရှိနေတဲ့ပဲမားတို့ဒါနတ်တိုတို့ကိုင်စီတို့ကတော့ဘလိုမျိုးပွဲထွက်လာမလဲတော့စောင့်ကြည့်ရမယ်ဗျဟုတ်ကဲ့ပါဒီသူ့အနေနဲ့ဒီလက်တို့ဒါဂျာအိုပထရိုတို့ကိုလည်းဘလိုထားပြီးတော့စော့မလဲဆိုတော့ရိုစီနီယာပုံမှာပဲမူတည်တယ်ပေါ့နော်ကျွန်တော်ဒီကပြောချင်တာကတော့ဒါ Brentford ရဲ့တိုက်စစ်မှုဖြစ်တဲ့ဘရာဇီးကစားသမားတီယာကိုပဲဗျတီယာကိုကသူ့ရဲ့သွင်းကိုတွေနဲ့ဒါ Brentford ကိုထမ်းတင်ထားပြီးတော့အခုလဲဒါအဆင့်9နေရာကိုရောက်ရှိနေပြီဟာလန်နဲ့လည်းသွင်းကိုအရေအတွက်က4ဂိုးပဲကွာတော့တယ်ဗျသူက16ဂိုးအောင်သွင်းယူထားပြီးတော့ဟာလန်ကဂိုး20သွင်းထားတဲ့အချိန်မှာ Brentford လိုဇာမာမျိုးတယောက်အနေနဲ့ဒါ top soccer လက်မှာဒုတိယနေရာမှာရှိနေရတော့ဒါ Chelsea အတွက်တော်တော်လေးကိုထိတ်လန့်စရာကောင်းတဲ့အခြေအနေပဲဗျ Chelsea အသင်းကလည်းဒါဂိုးတွေကိုပေးနေရတယ်တောက်လျှောက်ပေးနေရတဲ့အချိန်မှာတီယာကိုလိုလူမျိုးနဲ့ဒါသွားတွေ့နေတာဆိုတော့ဒီပွဲကတော့ Chelsea လဲမလွယ်လောက်ဘူးကိုဖုံးကြီး Chelsea နောက်တန်းအတွက်တော့စိုးရင်တရားအနေထားပေါ့ဗျာနောက်ပြီးတော့ကျွန်တော်တို့ရှေ့မှာကန်ထားခဲ့တဲ့ Arsenal ပွဲမှာကြည့်ပဲဆိုလို့ရှိရင်လည်း Chelsea အသင်းရဲ့အဓိကဂိုးသမားဖြစ်တဲ့ Sanchez အနေနဲ့အမှားအယွင်းတွေအများကြီးလုပ်နေတာတွေ့ရပါတယ်ဒီတော့ဂိုးသွင်းအားကောင်းတဲ့တိုက်စစ်မှုနဲ့တွေ့တဲ့အချိန်မှာမှ Sanchez ဒီလိုပုံစံမျိုးကျွန်တော်တို့လုံးလို့တော့မရပါဘူးရှေ့ပွဲစဉ်မှာသွင်းထားတဲ့ဂိုးကနောက်ဆုံး2ပွဲမှာ5ဂိုးထိရှိပါတယ်ဒါတီယာဂိုကလည်းတောက်လျှောက်ကိုကျွန်တော်တို့ဟာလန်နောက်ကိုဖိအားပေးပြီးတော့ဟာလန်ဂိုးပေါက်ပြောက်နေတဲ့အချိန်မှာတရက်သက်ဂိုးတွေသွင်းယူနေတာတွေ့ရပါတယ်အဲ့ချိန်မှာလည်းနောက်တန်းယူရဲမှုတွေဖြစ်နေတဲ့ Chelsea နဲ့ဂိုးသွင်းကောင်းတဲ့တိုက်စစ်ကစားသမားတွေတော့တွေ့ပြီပေါ့ဗျာကဲအဲ့တော့ဆက်ပြီးတော့ကျွန်တော်အိမ်ငွေအသင်းနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်ခုနကကိုစန်းချေပြောခဲ့သလိုပါပဲBradford ကိုကြောက်လို့လား Arsenal ကိုမထီမဲ့မြင်လောက်တာလားတော့ကျွန်တော်တို့လည်းမပြောတတ်ပါဘူးလက်ရှိမှာတကယ်အသင်းနှစ်သင်းထိတ်တိုက်တွေ့ဆုံမှုမျိုးမှာကျွန်တော်တို့ကဒီထက်ပိုပြီးတော့ဒီကစားသမားကောင်းတွေနဲ့ဘလို့ပဲအချွေဖလားပဲခေါ်အသင်းကြီးနှစ်သင်းအားပြိုင်တဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့ကစားသမားကောင်းတွေရဲ့ထိတ်တိုက်တွေ့ဆုံမှုတွေကျွန်တော်တို့ပြိုင်ဆိုင်မှုပြင်းထန်တဲ့စိတ်ဓာတ်တွေဒီလိုမျိုးကိုကျွန်တော်တို့အများကြီးမြင်ရမယ်လို့မျှော်လင့်နေတာပါသို့ပေမဲ့ဒီပွဲမှာပွဲထွက်လာတဲ့ပုံကြီးကကျွန်တော်တို့ကိုယ်တိုင်လည်းအားတင်သွားပါတယ် Chelsea အသင်းလူစင်းကဒီလိုလုပ်ထားတာလား Arsenal လူစုံတက်ဆုံနဲ့ပွဲထွက်လာတဲ့အချိန်မှာ Chelsea ကကလေးတွေထည့်ပြီးတော့ကန်တဲ့ပုံစံမျိုးဆိုတော့
ဒဏ်ရာပဲရနေတာလားတူလို့အနေထားမျိုးတွေတွေ့ရပါတယ်အဲ့တော့ချက်စီအသင်းရဲ့ line net အတိအကျကတော့ကျွန်တော်တို့ပွဲကန်ဒီနိုင်ဘွက်လိုမှာကျွန်တော်တို့တိကျသိရမှာပေါ့ဗျာဒီအသင်းရဲ့တိုက်စစ်မှုဒီလက်အနေနဲ့ဖူဟန်အသင်းမှာကျွန်တော်တို့ဂိုးပေါက်ထပ်တွေးခဲ့ပါတယ်အဲ့တော့ဒီလက်အနေနဲ့များဂိုးတွေသွင်းယူနိုင်မလားအဲ့တော့ဒီလက်ကိုထောက်ပံ့ပေးနိုင်မယ့်ကစားသမားအနေနဲ့ပယ်မာတို့ပဲပါလာမလားကျွန်တော်တို့ကိုက်စီဒိုကပဲကွင်းလယ်မှာမမတထန်ကစားနိုင်မလားကျွန်တော်အန်ဇိုကအသင်းကိုဘယ်လောက်ထိထမ်းတင်မလဲဆိုတော့စောက်ကြည့်ကြရကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီပွဲစဉ်ကအန်ဇိုအနေနဲ့မွေးနေ့ပြီးမှကမ်းမဲ့ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့အန်ဇိုမွေးနေ့ပြီးမှသူ့အတွက်သူ Happy birthday အနေနဲ့လက်ဆောင်ကိုယူသွားနိုင်မလားကျွန်တော်တို့စောက်ကြည့်ရမှာပါကိုစန်းကြီးအဲ့တော့စောက်ကြည့်ရမယ့်ကစားသမားအနေနဲ့ကျွန်တော်အန်ဇိုဖာနန်ဒက်ကိုပဲစောက်ကြည့်ချင်ပါတယ်ဟုတ်ကဲ့ပါကိုဘုံကြီးဒါချက်စီအသင်းကတော့ခုနကကိုဘုံပြောသလိုအေမာတို့ကိုင်စီဒိုတို့ရီစီဂျိန်းတို့ကနာနေတာပဲလားကြက်ခိုင်မှုမပြေးွားတာလားဒီပြပဲချက်လက်ထားခဲ့တာလားဒါပေမဲ့ကျွန်တော်ထင်ရတော့ကြက်ခိုင်မှုမပြေးွားတာနဲ့နာနေရတော့ဖြစ်ဖို့များတယ်ဗျာအာဆင်နယ်နဲ့ပွဲစဉ်တော့သူတို့တော့ရဲဆက်ဆက်အဓိကကစားသမား3ယောက်အထိချက်လက်ထားပြီးတော့မရှင်ပြိုင်ဘူးတော့ကျွန်တော်ထင်ပါတယ်သူတို့လည်းဒါပွဲကြီးစဉ်ပေါ်မှာကျွန်တော်တို့တွေ့ခဲ့ရတယ်ဟုတ်ပါတယ် Brentford ပွဲမှာရောသူတို့ပြန်လဲပါဝင်လာနိုင်မလားပေါ့နော်အဓိကတော့ခုနကျွန်တော်ပြောခဲ့သလို Brentford မှာတော့ခုနတီယာကိုတို့ဒီဂိုးသွင်းအားကောင်းနေတယ်ရှက်တီးတို့နဲ့ဒါအချိတ်ဆက်တွေမိနေတဲ့အချိန်မှာချက်စီးအသင်းရဲ့နောက်တန်းကဒီလိုမျိုးပဲဂိုးဆက်တိုက်ပေးနေရမယ်ဆိုရင်တော့တကယ်ကိုမလွယ်တဲ့ပွဲစဉ်မှာကိုဖုံးကြီးအဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာချက်စီးအသင်း Brentford တော့ဒါအသာမရနိုင်ဘူးလို့ကျွန်တော်ထင်တယ်ရှုံးရင်တော့ရှုံးသွားနိုင်တယ်ဗျကျွန်တော်ကတော့ Chelsea ကို 1-2 လောက်နဲ့ Brentford ကနိုင်သွားမယ်လို့ထင်ပါတယ်ရက်ဆက်ပါတယ်ကိုစန်းကြီးတကယ်လည်းရက်ဆက်တင်ပါတယ်လက်ရှိအချိန်ဒါ Chelsea ပြည်သက်တဲ့အနေနဲ့တော့ကျွန်တော်တို့ကလွတ်လပ်ဒီဘောလုံးပွဲအကြောင်းဆွေးနွေးတဲ့တကယ်ချင်းနှစ်ယောက်ပါကျွန်တော်တို့ professional ကြီးမဟုတ်ပါဘူးဒီတော့ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်တွေမှားတာတွေရှိနိုင်တယ်လွဲတာတွေရှိနိုင်တယ်ပြန်လဲထောက်ပြတာတွေလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆရာကြီးတွေမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့အသင်းရဲ့ပွဲထွက်စရင်းနဲ့ကျွန်တော်တို့အသင်းကစားသမားတွေရဲ့လက်ရှိ form နဲ့တစ်ဖက်အသင်းရဲ့လက်ရှိ form နဲ့ကျွန်တော်တို့ကဒီလိုမျိုးတွက်ဆပြီးတော့မှဘောပွဲသုံးသက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမှားယွင်းပါတာတွေရှိရင်လည်းတောင်းပန်ပါတယ်ကျွန်တော်လည်းကိုစန်းကျယ်လိုပါပဲချက်စီအလွန်ဆုံးတည်ရလို့ပဲကျွန်တော်သုံးသက်ချင်ပါတယ်1-1လောက်နဲ့ပွဲပြီးသွားမယ်လို့သုံးသက်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါပေးသက်တွေအနေနဲ့လည်းကိုယ့်ရဲ့အမြင်လေးတွေကိုကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါအောင်ကိုခံမှန်းချက်တွေလည်းရေးသွားပြီးလို့ရပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ Football Talk Show ဒါ TikTok Facebook နဲ့ YouTube Channel တွေကိုလည်း Follow Like Subscribe တွေလုပ်ပြီးတော့အားပေးကြပါအောင်လို့ပြောရင်းနဲ့နောက်ပွဲတွေကိုလည်းထပ်မံကြည့်ရှုပေးပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ